ကဲမင်္ဂလာပါဒီနေ့ကျွန်တော်စကော့ကပြမယ်ပေါ့နော်စကော့ကဘယ်လိုအစားအနေကမ်းမလဲဆိုတာကျွန်တော်ဗီဒီယိုနဲ့အစားအနေအစိုးရက်ပြပေးမယ်ပေါ့နော်ကဲမတက်တဲ့ညီကိုတွေဒီဗီဒီယိုလေးချက်ကြည့်ရအောင် okay let's go စကော့ပေါ့နော်စကော့ဒါနံပါတ်1ပေါ့နော်ခြေတော့ဒီလိုအနေထားပေါ့နော် okay let's go လဲမယ်အဲ့လိုမျိုးတစ်စိတ်ကနေတစ်စိတ်တက်မယ်ပေါ့နော်ဒါနံပါတ်1ပေါ့နော် okay နံပါတ်1ကဲနံပါတ်2ဆိုလက်မထောက်တော့ဘူးနော်နည်းနည်းလေးညနာအပေါ်လွဲမယ် okay နံပါတ်2အိုးလက်မထောက်တော့ဘူးနော်လက်မထောက်တော့ဘူးဆိုတာဒါမတက်တဲ့လူတွေအဲ့လိုမျိုးနံပါတ်1နံပါတ်2တခါတည်းသွားလို့မရနော်ကိုအစမ်းပြည့်ရတော့နော်နံပါတ်1ချက်ကိုတက်ပြီးမှနံပါတ်2ချက်စမ်းကြည့်အဲ့လိုမျိုးကဲနံပါတ်2နော်ဒါနံပါတ်2ကျွန်တော်ပြမယ်နံပါတ်2ဆိုရင် okay ဒါနံပါတ်2ပေါ့နော်ဟိုတတိထားပြီးတော့ပြည့်ပေါ့နော်တတိထားဒီလိုပြည့်နေတဲ့အချိန်မျက်နှာကိုဒီလိုလွယ်လွယ်မထားနဲ့ဒီလိုပြည့်နေတဲ့အချိန်အပေါ်ချလို့ကြည့်ပြီးတော့လွယ်ပြီးပေါ့နော် okay နံပါတ်3အရှိန်ယူမှာပေါ့နော်နံပါတ်3ကျတော့အရှိန်ယူမယ် okay let's go let's go ဒါတော့စကောရပြီပေါ့နော်ခြေတော့ပဲမကန်သေးတာခဏကိုပဲမလှုပ်ရှားသေးတာတကယ်တမ်းလေပေါ်မှာလွဲလို့တက်ပြီပေါ့နော်လွဲလို့တက်ပြီဒါနံပါတ်3ပြမယ်နော် okay နံပါတ်3အဲ့ဒါစကောပြည့်လို့တက်ပြီဒါပေမဲ့ဘာလို့လဲဆိုတော့ခြေတော့ကမတက်သေးဘူးပေါ့နော်လေပေါ်မှာအရှိန်ယူလို့မတက်သေးဘူးပေါ့နော်ကဲလေပေါ်မှာအရှိန်ယူမယ်ခုနကနံပါတ်3တက်ပြီဆိုတော့ခြေတော့လှုပ်ရှားမယ်ပေါ့နော်သတိထားမှာတော့ကိုလွဲနေတဲ့အချိန်မှာမျက်နှာကိုခြေလို့ကြည့်ရမယ် okay နံပါတ်4အရှိန်ယူမယ်နော်နံပါတ်4အရှိန်ယူမယ်နော်ခြေလို့ကြည့်မယ်နော် okay ဒါမှကန်သေးဘူးနော်ခြေလို့ကြည့်မယ် okay စကောရပြီเนาะဒါဒီအနေထားကိုဒီအနေထားပြည့်နေပြီဆိုရင်ရိုက်ချလို့ရပြီအပေါ်ကြည့်ချစ်လို့သူများချစ်လို့ထောင်ပြီးအပေါ်ကြည့်ပြီးတော့ကံပေါ့နော်ဥပမာလောလောဆယ်တော့ချစ်လုံးနဲ့မခတ်သေးနဲ့ဒီလိုချစ်လို့ကြိုးချီပြီးတော့အရေးကံ okay နံပါတ်4ဆိုရင်ဒီထက်တွက်ပါနော်နံပါတ်4ဆိုတော့ဒီထက်တွက်အောင်အပေါ်ပဲကြည့်မယ် okay အရှိယူမယ်နည်းနည်းလေးအားဆက်ရမယ်နော် okay နံပါတ်4တွေ့လားခြေတော့ကခြေလို့ထိတော့မယ်ခြေတော့ကခြေလို့ထိတော့မယ်ဒီတစ်ခါနံပါတ်5ဆိုတော့နံပါတ်5အစိတ်ကဒါတော့ဆိုပေါ့နော်ခြေလို့အပေါ်မှာကြည့်လိုက်ခြေလို့ရက်ချမယ်နော် okay ခြေလို့ရက်ချမယ်နော်တခြားလေးကြည့်ပဲနော် okay နံပါတ်1အားဆိုင်မယ်နည်းနည်းအားဆိုင်မယ်ဒါတော့နည်းနည်းနှိမ့်တယ်ပေါ့နော်ခရုတ်ကန်လာတော့နည်းနည်းနှိမ့်တယ်စကောကာတော့နည်းနည်းနှိမ့်တယ်နှိမ့်ကျွန်တော်မကန်တော့ဘူးခုတ်တော့ဘောနော်ကြောက် okay ဒါလက်တဖော်စာပဲပေါ့နော်လက်တဖော်စာကျွန်တော်တို့အရက်5ပေ6လက်တဖော်စာဆို9ပေရှိတယ်နော်ဒါ9ပေရှိတယ်နော် okay ရိုက်ချမယ်နော်ချစ်လို့မျက်နှာကိုအပေါ်မောက်မယ် okay let's go 1 2 3 go ဟဲ့လားချစ်လို့ရိုက်ချမယ်ဖောက်ချစ်လို့ရိုက်ချဒီလိုရိုက်ချမယ်အဲ့လိုမျိုးရိုက်ချမယ်နော်အပေါ်ကနေပြရိုက်ချမယ်ကဲတပေါ်ပေါ့နော်နံပါတ်5ဆိုရင်ကဲဥပမာကျွန်တော်ပြောတာကျွန်တော်တိုင်းနာပြတဲ့အတွက်မြန်မာစကားမပြေတဲ့အတွက်အားလုံးပဲတောင်းပါပါတယ်ကြည့်ပြီးတော့နံပါတ်1ကနေတစ်စိတ်နံပါတ်2ကနေတစ်စိတ်နံပါတ်3ကနေတစ်စိတ်ကျွမ်းကျင်မှာနောက်တစ်စိတ်နံပါတ်1ကျွမ်းကျင်မှာနံပါတ်2စိတ်နံပါတ်2ကျွမ်းကျင်မှာနံပါတ်3စိတ်သွားပါအဲ့ဒါမှကိုအရသာတိသွားမှာကိုပြည့်လို့ရမယ်ကျွန်တော်ပြတယ်လို့မျိုးနံပါတ်1နံပါတ်2တခါတည်းနံပါတ်1လောက်ပြီးနံပါတ်2လောက်သွားမလို့နဲ့တစ်ခုပြီးတစ်ခုကျွမ်းကျင်မှာတစ်ခုတစ်စိတ်ပြီးတစ်စိတ်တက်ပါနော်အဲ့ဒါကိုကျွန်တော်အကြံပေးချင်တယ်အားလုံးပဲဒီဗီဒီယိုလေးနဲ့ဆက်ပြပါစေโอเคအားလုံးပဲကျေးဇူးတင်ပါတယ်